ခုတခါဆက်လက်နားဆင်ရမယ့်တခြင်းလဲတော့ခေမမီတော့တဲ့တခြင်းပါဗျာသူတခြင်းကတော့တန်လွင်ချောင်းချားရတယ်အခုမချားတော့ပါဘူးခင်ဗျာကျွန်တော်တရားထိုးလိုက်ပါပြီခင်ဗျာခေမမီတော့ဆိုပေမဲ့နားထောင်ကောင်းပါတယ်နားထောင်လို့ကောင်းပါတယ်ချောင်းချားတဲ့အတိုင်းပဲနားဆင်ပြပါခင်ဗျာကျေးဇူးတင်ပါတယ်ထဲကြကလေးစီစဉ်ပါစေပင်လက်သမုတ်ထဲရောက်ပါစေအချင်းရဲ့တန်လွင်ချောင်းချတို့နှစ်ယောက်သာဘယ်ကြမှာဝတ်များနှိမ့်ဆက်လာမြင်နေပါလေဘဝကံကတွေ့ခွင့်ကိုင်ထားကျင်ကျင်ပါလေဝေးရမြချစ်လက်စားတန်လွင်ရေတွေကောင်းလာမှတွေ့ရမလားတန်လွင်ရေတွေခံသွားမှနီးရမလားထဲမျက်ရည်များစီးသွားရလေလက်သမုတ်ထဲပေါင်းစုံစီချင်းမျက်ရည်တန်လင်းချောင်းချတို့နှစ်ယောက်သာဘယ်ကြမှာဝတ်များနှိမ့်ဆက်လာမြင်နေပါလေဘဝကံကတွေ့ခွင့်ကိုင်ထားကျင်ကျင်ပါလေဝေးရမြချစ်လက်စားတန်လင်းရေတွေကောင်းလာမှတွေ့ရမလားတန်လင်းရေတွေခံသွားမှမိရမလားတန်လွင်ချောင်းချတို့နှစ်ယောက်သာတန်လွင်မြစ်ထဲမျက်ရည်များစီးသွားရလေလက်သမုတ်ထဲပေါင်းစုံစီချင်းမျက်ရည်တန်လွင်ချောင်းချတို့နှစ်ယောက်သာဘယ်ကြမှာဝတ်များနှိမ့်ဆက်လာတန်လင်းမြစ်ထဲမျက်ရည်များစီးသွားရလေပင်လက်သမုတ်ထဲပေါင်းစုံစီချင်းမျက်